လူရဲ့တဘာဝပါလဲဆိုတော့လေလွယ်တဲ့အရာဆိုပိုလုံးဖြစ်တယ်နည်းနည်းလေးအသားစီးအခက်ခဲရှိရဆိုရင်မလုံးဖြစ်တော့ကျွန်တော်တို့ရဲ့ဒီဖုန်းကြီးအကောင်လုံးကလေကိုယ့် attention ကိုလေဒီထဲမှာပဲရှိနေအောင်သူကရည်ရွယ်ချက်ရှိဖန်တီးထားတာကျွန်တော်တို့ number 1သူကဘယ်ကနေကိုယ့်ရဲ့ attention ကိုဆွဲခေါ်တယ်လဲဆို trigger လို့ခေါ်တယ်ကိုယ့်ရဲ့အာရုံကိုအရင်လာစွာတယ်အဲ့ဒီစွာတဲ့အရာဒီပါလဲဆို notification တွေပဲအခုအရင်ကောင်းလာတာတခုတော့ပေါ့နော်ဒီဖုန်းတွေမှာဘယ် application ရဲ့ notification ကိုတော့ကိုဖွင့်ထားမယ်မဖွင့်ထားဘူးဆိုတာကျွန်တော်ရွေးချယ်လို့ရလာတယ်အရင်ကဆိုကျွန်တော်တို့ကိုအဲ့ရွေးချယ်ခွင့်တော့မပေးတာဟုတ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ notification ကနေတစင်တူဘာဖြစ်လဲဆိုကိုယ့်ရဲ့ဒီပေါ့နော်စိတ်ဝင်စားမှုတို့ကအရင်ဆုံးစွလိုက်တယ်စွပြီးသွားရင်ကိုကနံပါတ်1အဆင့်ဘာဖြစ်လာလဲဆိုဟာအဲ့အတန်လေးကဘာလဲဒါမှမဟုတ်လေတယောက်ယောက်ကငါ့ကို message ပို့တာလားဒါမှမဟုတ်လေငါတင်ထားတဲ့တပုံကိုတယောက်ယောက်က like လုပ်သွားတာလားဆိုတော့အဲ့စိတ်ဝင်စားမှုလေးဖြစ်လာပြီးသွားပြီဆိုရင်ကျွန်တော်တို့အဲ့အဆင့်မှာ awareness မရှိသေးဘူးဆိုရင်ကျွန်တော်တို့ဘယ်အဆင့်ထိရောက်သွားလဲဆိုဖုန်းကောက်ကန်လိုက်တဲ့အဆင့်ရောက်သွားပြီဖုန်းကောက်ကန်ပြီးဖုန်းကိုဖွင့်ပြီးသွားရင်ဘာလုပ်လဲအဲ့ notification ကိုချက်တယ်ချက်တဲ့အခါမှာကျွန်တော်တို့ရဲ့အုံနောက်ထဲမှာဘာဖြစ်လာလဲဆိုချက်ချင်းစိတ်ကျေနပ်မှုတစ်ခုရသွားတယ်ဥပမာပြင်ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းဒီ social media ကနေပြီးတော့ like ရဆိုဟာငါပုံကိုလူတွေ like လုပ်ကြတယ်တော့ဆိုပြီးတော့မှပျော်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဘာထွက်လာလဲဆိုတော့ dopamine ဆိုတဲ့ဒီ chemical ထွက်လာတယ်အဲ့ဒီချက်ချင်းကျေနပ်သွားတဲ့အခါမှာအဲ့ဒီ dopamine ကဘာလဲဆိုတော့ဒီ chip dopamine လို့ခေါ်တယ်ကျွန်တော်တို့ပါလဲဆိုကိုယ့်ရဲ့အားစိုက်ထုံးမှုအများကြီးမပါဘဲနဲ့ရတဲ့ dopamine ဖြစ်တဲ့အတွက်လာတာလဲမြန်တယ်လို့ပျောက်တာလဲအရင်မြန်တယ်။ဘာနဲ့တူလဲဆိုတော့ကျွန်တော်မီးပန်းကြည့်တယ်ကွယ်။ဖွာကနေချက်ချင်းမြင်လိုက်ရတယ်။ဟာလာလိုက်တာဆိုပြီးဖြစ်တယ်ဒါပေမဲ့ချက်ချင်းဘာဖြစ်သွားလဲပျောက်သွားတယ်။အဲ့တော့ကျွန်တော်အဲ့ dopamine ကလာတာအရင်မြန်တယ်ပျောက်တာလဲအရင်မြန်တယ်အတွက်ကျွန်တော်တို့ကဘာဖြစ်လာလဲဆိုတော့အဲ့ dopamine ကိုပြန်ပြီးစားလောင်လာတယ်။ဟာဘာရှိအောင်လဲမသိဘူးဆိုဖုန်းကိုဖွင့်လိုက်တဲ့ရည်ရွယ်ချက်ကတော့ message ကြည့်မယ်ဒါမှမဟုတ်လည်း notification လေးကိုပဲချက်ပြီးငါပြန်ထွက်မယ်လို့ရည်ရွယ်တာပဲတို့တော့ကိုကဒီ awareness မရှိတဲ့အခါမှာဘယ်ပါသွားလဲဆိုတော့ပို့ပြီးစာလောင်ပါတယ်စာလောင်ပြီးတော့ဘာပို့လုပ်လဲထပ်ပြီးတော့မှတခြားနေရာဖုန်း new feed တွေပို့တဲ့အဆင့်တွေရောက်သွားတယ်ဒါမှမဟုတ်လည်း reels တွေပို့တဲ့နေရာကိုရောက်သွားပြီးတော့မှအဲ့ဒီမှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ under look ကြီးဖြစ်လာတယ်လုံးဝမပြီးနိုင်မဆုံးနိုင်တဲ့ဒီတန်တရားစုပ်ဝင်ရလဲတော့ဟာဒါကြောင့်မို့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ကိုတတိထားမိတဲ့အခါမှာဖုန်းကတော့9မိနစ်ပဲပို့မယ်ဆိုရင်ရဲ့ချက်နဲ့ပို့လိုက်တာပဲတို့တော့2နာရီ3နာရီကြာသွားတယ်ဒါဒီစုပ်ဝင်မှာရှိနေလို့ကျွန်တော်ဒီစုပ်ဝင်ကိုပြတာဒီတခြားကြောင့်မဟုတ်ပါဆိုကျွန်တော်တို့တဆင့်ချင်းစီမှာကိုတတိထားမိရင်ထားမိရဲ့နေရာမှာကိုရက်လို့ရအောင်လို့အဲ့တော့ကိုက immune အားနေတဲ့သူဆိုတော့ကျွန်တော်ဆိုရင်ဘာလုပ်လဲဆို notification တွေတော်တော်များများကျွန်တော် off ထားတယ်။ဘာလဲကိုယ်တိုင်ကလည်းဒီ social media မှာမျှဝေမှုတွေလုပ်တဲ့အတွက်တော်ကြည့်ဖြစ်တယ်။အဲ့တော့အဲ့ဒါကိုမကြည့်ဖြစ်အောင်လုံးเสียရှိရလုပ်ပြီးသွားပြီ။သူဟာသူဖြစ်เสียရှိရဖြစ်လိမ့်မယ်ဆိုတာမျိုးပုံအပ်ထားနိုင်အောင်ကျွန်တော်ဘာလုပ်ရလဲဆို notification တွေ off ထားတယ်။အဲ့တော့ဒါဒီပါလဲဆိုကိုကာကွယ်နေတခုကျွန်တော်ကာကွယ်လိုက်တာ။အဲ့လိုမကာကွယ်နိုင်လို့ကျွန်တော်တို့ anticipation အဆင့်ရောက်သွားပြီဆိုရင်လည်းကျွန်တော်တို့အဲ့အဆင့်မှာကိုအဝင်နဲ့ထားနိုင်မယ်ဆိုရင်ကျွန်တော်နောက်အဆင့်ကြီးဆက်မလဲတော့ဘူးပေါ့နော်အဲ့တော့ဒါဒီကျွန်တော်တို့ဗာလဲဆိုတော့ဘာကိုပြလဲဆိုတော့ဒီကျွန်တော်တို့ရဲ့ဖုန်းတွေကိုတီထွင်ထားတဲ့အရာဒီရွေချက်ရှိကိုတီထွင်ထားတာကျွန်တော်တို့ဒီထဲမှာပဲရှိနေအောင်လို့တီထွင်ထားတာကျွန်တော်တို့ရဲ့လူရဲ့တဘာဝကဗာလဲဆိုတော့လေလွယ်တဲ့အရာဆိုပိုလုံးဖြစ်တယ်နည်းနည်းလေးအသားစီးအခက်ခဲရှိရဆိုရင်မလုပ်ဖြစ်တော့ကျွန်တော်တို့ဒီဖုန်းတွေမှာဆိုရင်တတိထားမိပါလိမ့်မယ် install လုပ်ဖို့ဆိုလွယ်တယ် uninstall လုပ်ဖို့ဆိုရင်ခလုတ်တွေကဘောင်းဆုံးရှာရပြီအဲ့လို notification ဖွင့်ထားဖို့ဆိုရင်ကျွန်တော်ဖုန်း application ကိုတွင်းလိုက်ပြီးဆိုတော့ notification ဖွင့်မလားဆိုပြီးတန်းပြီးလာမေးတဲ့အပြင်ကိုလူတဘာဝအရာကျွန်တော်တို့ကဗာလဲဆိုတော့ညာဘက်ခလုတ်လေးကိုနှိပ်တာအကျင့်ပါတယ်ဆိုရင် तू အလောင်းဆိုတဲ့ခလုတ်ကိုဘယ်နာထားပြီးလဲဆိုတော့ညာဘက်နာထားပြီးတုံးအလောင်းဆိုရင်နည်းနည်းဝေးတယ်ကိုလက်မနဲ့နှီးဖို့ရအတွက်ကျွန်တော်တို့ရဲ့အုံနောက်ကလည်းလွယ်တာကိုကြိုက်တယ်သူတို့ကလည်းရွေချက်ရှိဖန်တီးထားတဲ့အခါမှာကျွန်တော်တို့ကလွယ်တဲ့အရာကိုပဲရွေးမိပါတတ်ကြတယ်အဲ့တော့ကျွန်တော်တို့ဒီ loop ကြီးတွေကိုမဝင်သွားအောင်လုံနိုင်တဲ့အကောင်ဆုံးတော့နီလန်းနေပါပဲလဲဆိုကျွန်တော်တို့ awareness ပဲသူတို့ကကျွန်တော်တို့ intention ရှိဖန်တီးထားတယ်အဲ့ intent နင်တို့ရည်ရွယ်ချက်ရှိဖန်တီးထားတဲ့ပုံစံခွက်တွေကိုငါမနေဘူးငါလိုချင်တဲ့ဘဝပုံစံ
ငါသုံးချင်တဲ့ပုံစံနဲ့ digital ကိုသုံးဖို့ရအတွက်ရွေးချယ်နိုင်တဲ့အတိတတိစွမ်းအားငါမှာရှိတယ်ဆိုတဲ့အရာမျိုးကျွန်တော်တို့ပိုင်နိုင်ပြောနိုင်ဖို့လိုတယ်ပေါ့နော်ကျွန်တော်လည်းအဲ့လမ်းပေါ်မှာစပြီးတော့မှကိုယ့်ကိုယ်ကိုအတိတတိနဲ့ remind လုပ်ဖြစ်နေတယ်ပေါ့နော်